ကိုဒီနေ့ကဟိုဟာစလိုက်မှာပေါ့ rule 7ပေါ့နော် rule 7 Okay. resort collision ပေါ့နော်ဒီ rule 7မှာကျတော့ resort collision ရှိမရှိကျွန်တော်တို့ကဘယ်လိုဆုံးဖြတ်မှာလဲပါလဲပေါ့နော်ဒါဒီမှာဒီ rule ကလည်းအရေးကြီးသွားပြီပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ situation order ဖြေလို့ကိုလို့ situation မင်းလည်းဒီအဆင့်တွေကပါသွားပြီပေါ့နော်ဒါတွေဆုံးဖြတ်မယ်လည်းမပါသွားတော့ဘူးနော်အဲ့တော့ဒါလေးကနည်းနည်းအရေးကြီးတယ်အဲ့တော့ rule 7 resort collision A B C D နော်ဒီမှာနှစ်ချက်ပေါ့နော်အဲ့ရှိတယ်အဲ့တော့ပထမဆုံး every vessel shall use all available means appropriate to the prevailing circumstance and condition to determine its resort collision exit if there is any doubt service shall be deemed to exit ပေါ့နော်အဲ့လိုပေါ့သူကဘာပြောလဲဆိုတော့ vessel တိုင်းကကျွန်တော်တို့all available means ရနိုင်တဲ့နီးလန်းတွေအကုန်လုံးကိုအသုံးပြုပြီးတော့လက်ရှိနေတဲ့ပေါ့နော် prevailing circumstance and condition လက်ရှိသမောမှာဖြစ်နေတဲ့လက်ရှိနေတဲ့ weather အခြေအနေအားလုံးပေါ့နော်အားလုံးပေါ်မူတည်ပြီးတော့ရနိုင်တဲ့နီးတွေနဲ့တဲ့ကျွန်တော်တို့ကသမော resort collision နော်တိုက်ခိုက်အစည်းနဲ့စီတိုက်မှုရှိမရှိအဲ့ဒါကိုကျွန်တော်တို့ကဆုံးဖြတ်မှာပေါ့နော်တကယ်လို့ if there is any doubt တဲ့ရှိခဲ့တယ်လို့တန်တရားရှိရင်တဲ့ separate shall be deemed to exit resort collision ရှိရလို့ယူဆတယ်တဲ့အဲ့ဒါ resort collision ရှိမရှိကိုကျွန်တော်တို့ကလက်ရှိဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ resort collision ရှိမရှိကိုကျွန်တော်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ကိုက်ညီတဲ့ရနိုင်သမျှနီးလက်မျှကိုအသုံးပြုမယ်တကယ်လို့ resort collision ကျွန်တော်တို့ရှိမရှိတန်တရားရှိခဲ့ဆိုရင်တဲ့ရှိတယ်လို့သတ်မှတ်ရပါမယ်တဲ့တဘောကအကူကသင်္ဘောတစ်စီးကိုတွေ့လိုက်တယ်ပေါ့နော်သင်္ဘောတစ်စီးကိုအခုတွေ့တယ်ပေါ့ situation တစ်ခုတွေ့ပေါ့ဟတ်တော့မဲဖြစ်ဖြစ် crossing ပဲဖြစ်ဖြစ်တစ်ခုပေါ့နော် overtaking ပဲဖြစ်ဖြစ်တွေ့တယ်ပေါ့တွေ့လို့အကူကဒီသင်္ဘောကြီးကကွာဒီသင်္ဘောကြီးကလုံးဝငါတို့နဲ့တိုက်ချေဘာမှမရှိပါဘူးကွာတက်ကြီးလေးသူ့ဘာလို့သွားနေတယ်ကိုလည်းသူ့ဘာလို့သွားနေတယ်မရှိပါဘူးကွာဆိုရင်ဒါ resort collision မရှိဘူးပေါ့နော်ပြောချင်တာအဲ့လိုမဟုတ်ဘဲနဲ့အကူကကြည့်လိုက်တော့ဒီကောင်နဲ့ကျွန်တော်တို့က resort collision ရှိတယ် CPA ကဥပမာ CPA ကလည်း0နာကတ်နေတယ်ပေါ့နော် CPA ကလည်းတိတ်မကောင်း resort collision ရှိတယ်ဆိုဒါဆိုရင်ဒါအကူကရှိတယ်လို့ထင်လိုက်တယ်ပေါ့ရှိတယ်လို့ထင်လိုက်တယ်ဆိုရင်အကူက resort collision ကိုရှိတယ်လို့ယူဆလိုက်တယ်ဒီတမိုင်းဆုံးဖြတ်လိုက်တယ်ပေါ့နော်တကယ်အဲ့လိုမဟုတ်ဘူးအကွာတင်မောတူတွေးလိုက်တယ်ဒါပေမဲ့တင်မောကကိုနဲ့ရှိသလိုလိုမရှိသလိုလိုဖြစ်နေတယ်ဗျာကိုစိတ်ထဲမှာရှိသလိုလိုမရှိသလိုလိုဖြစ်နေတယ်ပေါ့တန်တရားပေါ့နော်တန်တရားတစ်ခုခုဝင်လာပြီဆိုရင်တန်တရားဝင်လာပြီဆိုတာနဲ့အကို resort collision ကိုရှိရလို့ယူဆလိုက်အဲ့လိုသဘောမျိုးပေါ့ပြောရင်းတဲ့သဘောကအကိုအခုဘန်ကာမှာဆိုလဲဒါပါတော့အခုဒီနေ့ညဘန်ကာပေးရင်လည်းပေးရမှာပေါ့နော်သဘောပြတာမပေးရဘူးလို့သိကြရဲဆိုရင်အခုဒါမပေးရဘူးပေါ့ဟုတ်တယ်မလားသိကြတယ်ဗျာမပေးရဘူးဒီနေ့ကသိကြတယ်ပေးစရာစီလည်းမရှိဘူးသဘောပြောတာသိကြတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီနေ့ပေးရမှာကျင်းသေးတယ်ဒီနေ့မှာစာဝင်ထားတယ်ဒီနေ့ညဆက်နိုင်ပေးရမယ်ဆိုရင်ဒါအကူဒါဆိုပေးရမယ်သိကြဝိုင်းပေါ့ဟုတ်တယ်မလားဒါလည်းသိကြဝိုင်းဒါပေမဲ့ခက်တာအခုထိမသိကြသေးဘူးကုမ္ပဏီကတော့ပြောတယ်ပေးတင်မောတစီတော့လာမယ်ဒါပေမဲ့ရောက်ချင်လဲရောက်မယ်မရောက်ချင်လဲမရောက်ဘူးရောက်တော့ညာလဲပေးချင်မှလဲပေးရမယ်မပေးချင်လဲမပေးရဘူးလို့ဆိုရင်အကူကပေးရမယ်လို့သာယူဆလိုက်ယူဆပြီးတော့နားပေါ့ပြောနေတဲ့သဘောအဲ့လိုသဘောပဲအဲ့တော့တိုက်တဲ့ချိန်မှာလဲအကူကြည့်လိုက်လို့တိုက်ဖို့ resort collision ရှိရလို့ယူဆရင်ယူဆလိုက်တော့မရှိဘူးဆိုတာသိကြတယ်လုံးဝတန်တရားနော်တန်တရားတစ်စက်မှမဝင်ဘူး100% မရှိဘူးလို့သိကြတယ်ဆိုရင် resort collision မရှိဘူးလို့ယူဆလိုက်အဲ့လိုမဟုတ်ဘဲနဲ့အကူကရှိတယ်ရှိတယ်လို့ရှိသလိုလိုမရှိသလိုလိုရှိလားမသိဘူးဒါပေမဲ့ငါတို့စောက်ကြည့်ရမယ့်အနေအထားမျိုးဖြစ်နေတယ်ဆိုရင်အခုစိတ်ထဲမှာတန်တရားတစ်ခုခုဝင်သွားပြီဆိုရင်ဘလောက်ပဲဝင်သွား percentage ဘလောက်ပဲဝင်သွားကိုရှိရလို့ယူဆလိုက်တော့အဲ့ဒါကိုပြောတယ်နော်အဲ့တော့ rule 7b ပေါ့နော် proper use shall be made of radar equipment if fitted and operational including long range scanning to obtain early warning or resort collision and radar plotting or systematic observation of detected object ကျွန်တော်တို့ကဗါလဲဆိုတော့ radar equipment ကို radar equipment ပေါ့နော် fitted ဆိုတာကျွန်တော်တို့တက်ဆင်ထားတယ်ပေါ့ဒီမောမှာတက်ဆင်ထားတယ်ခုနလို operation လည်းဖြစ်တယ် working condition ပေါ့နော် working condition ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ proper use လုပ်ရမယ် radar ကိုလည်းသဘောကလေအဲ့ဆိုတော့ကျွန်တော်တို့က resort collision ကိုကြိုကြည့်နိုင်အောင်နဲ့ early warning ပေါ့နော် early warning ရနိုင်အောင်ကျွန်တော်တို့က long range scanning လုပ်ရမယ်သဘောကပြောတာ radar ဥပမာ
ကျွန်တော်တို့က3မိုင်လောက်ထားလိုက်ရင်ဗျာတင်မောကကို detect လုပ်နိုင်တာကို screen မှာ3မိုင်ပဲတွေ့တော့ sorry 3မိုင်လည်းတွေ့ရောကိုကမနေအသေးအံချောင်းအောင်ပြီလေသဘောပြောတာဥမာအနည်းဆုံး12မိုင် radar range ကို12မိုင်လောက်ကိုထားထားလိုက်ရင်ဒါစောစောစီးမြင်ရတာပေါ့ဟာဒီတင်မောတော့ငါမြင်ရပြီလွတ်ရင်လွတ်တယ်ပေါ့နော်risk collision မရှိဘူးဒါသူ့ဘာသူသွားနေတာသဘောကပြောတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့မဟုတ်ဘူးဒီကောင်တော့ငါတို့နဲ့ short ရှိနိုင်တယ်ကြည့်လိုက်တော့CPA ကနဲတယ်ပေါ့နော်ဒါပြောပြတာအဲ့လိုကြည့်လိုက်ဆိုရင်ဒါဆိုရင်ဒီတင်မောကိုအဲ့လိုမျိုးဖြစ်နိုင်အောင်တော့ long range scanning ပေါ့နော်ကျွန်တော်တို့ long range scanning လုပ်ပေါ့နော်အဲ့လိုပြောတာအဲ့တော့ကျွန်တော်တို့က radar equipment တက်ဆင်ထားပြီးအသုံးပြုမယ်ဆိုရင် properly အသုံးပြုရမယ်တဲ့ကျွန်တော်တို့အသုံးပြုတဲ့အခါမှာ risk of collision warning ကိုစောစောစီးစီးရရှိနိုင်အောင်ကျွန်တော် long range scanning လုပ်မယ်ခုနလို radar ကိုကျွန်တော် range ကိုများထားပြီးတော့ကြိုကြည့်တဲ့သဘောပေါ့နော်ကြိုကြည့်တဲ့သဘောကိုအဲ့လိုပုံစံမျိုးထားပြီးရင် radar plotting ဖြစ်ခံမှန်းတယ်ဒါကတော့ radar plotting ဆိုတာကခုနလိုကျွန်တော်တို့ကအာပါနေတဲ့အတွက် radar plotting ဆိုတာမရှိတော့ဘူးပေါ့နော်နောက်ပိုင်းဆက်တွေကတော့အာပါနေဆိုတော့ထောက်လိုက်တယ်သဘောပြောတာ12မိုင်တွင်းဝင်လာတယ် target တစ်ခုဝင်လာတယ်အခုထောက်လိုက်တယ်ထောက်ပြီးရင်အကွမ်းရယူပြီးတော့ target data ဖော်ရလိုက်တယ်ဆိုရင်အခုမြင်ရတာပေါ့အဲ့ target ကိုလေမြင်ရပြီးတော့အဲ့ဒီ target က ROC ရှိမရှိ CPA ရှိမရှိအခုကြည့်လို့ရတာပေါ့နော်အဲ့လိုပဲပြီးရင် detected object ခုန detected ဖြစ်တဲ့ object တွေကိုတဲ့ equivalent systematic observation ပြုလုပ်ကြတယ်စရင်ပြုလုပ်ရမယ်သဘောက object တွေ့ရတဲ့ဟာဒီ object ကြီးတွေ့ရတဲ့ကြည့်လိုက်တော့ဟာ CPA မရှိဘူးeasy ပဲလွတ်ထားလိုက်တယ်အဲ့လိုမျိုးသဘောကိုလောက်ခိုင်းတာမဟုတ်ဘူးစကြည့်လိုက်တယ်CPA တော့မရှိဘူးဒါပေမဲ့စောက်ကြည့်အောင်ဆက်ပြီးတော့ဘာလို့ဆို patient book တို့ပါလို့ဆိုရင်သိရတဲ့အတိုင်းပဲဟိုဘယ်သွားရတွေညာပြန်လှည့်ရင်လှည့်လာမှာသဘောပြောတာကိုဘယ်သွားနေရဆိုတော့ကိုနဲ့အဝေးဆိုလွတ်နေပြီလွတ်နေပြီကွာဆိုရင်တော့မကြည့်တော့ပဲမနေနဲ့ကြည့်တော့ကြည့်သဘောကအဲ့လိုမျိုးသဘောပြောတာအဲ့တော့ကိုကတချို့သမောကြောက်လဲကိုကဥမာစောက်တယ် CPA ကလွတ်နေသေးတယ်ပေါ့နော်ဒါပေမဲ့လည်းမတော်တဆတာကိုဘက်ကိုလှည့်လာခဲ့ဆိုရင်ကိုနဲ့ CPA ညှိလာနိုင်တယ်အဲ့ဒါဆိုရင်အဲ့လိုအချိန်မျိုးကျရင်ကိုက systematic equivalent systematic observation ဆိုတာဥမာနောက်10မိနစ်တခါငါကြည့်မယ်ကွာနောက်10မိနစ်15မိနစ်ခြားတခါငါကြည့်မယ်ကွာအဲ့လိုမျိုးပုံစံကြည့်တဲ့သဘောပေါ့နော်အဲ့တော့ rule 7C ကဘာလဲဆို assumption that shall not be made on the basis of scanning information especially scanning radar information နဲ့ assumption ဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ကကောက်ချက်ချတာပေါ့နော်ကောက်ချက်ချတာပေါ့ပြောရင် result quality ကျွန်တော်တို့ရှိမရှိဆုံးဖြတ်တဲ့အခါမှာကျွန်တော်တို့မတိကျတဲ့ information တွေကိုအခြေခံပြီးကောက်ချက်ချမျိုးမပြုလုပ်ရဘူးတဲ့သဘောကမသေးကြပဲဟို information တွေကိုသေချာစုဆောင်းထားတာမဟုတ်ပဲねဗျာဥပမာသဘောပြောချင်တာကခုနလိုအကိုတင်မောတွေ့လိုက်တယ်အကိုဒီတိုင်းကြည့်လိုက်တယ်ဟာလွတ်ပါတယ်ဟာဆိုပြီးတော့ radar တွေပိုင်းမှာလည်းအကွမ်းအထောက်မကြည့်လိုက်ဘူးသဘောက target ကိုလည်း information သေချာမလုပ်ဘူးပြီးတော့အကိုခုနလို bearing တွေဘာတွေကိုလည်းသေချာချက်မလုပ်ဘူးပေါ့နော်အဲ့လိုချက်မလုပ်ဘူးဆိုရင်ဒါမတိကျတဲ့ information တွေပေါ့ပြောရမယ်ဆိုရင်လေအဲ့ဒါမျိုးတွေအခြေခံပြီးကောက်ချက်ချခြင်းမပြုလုပ်ရဘူးတဲ့အထူးသဖြင့် radar ကရတဲ့မတိကျတဲ့ information တွေကိုအခြေခံပြီးကောက်ချက်မချရပါဘူးတဲ့ radar ကရတဲ့ information တွေဆိုတာတစ်ခါတည်းကြရင် radar မှာ target တွေကမှားနေတာမျိုးရှိတတ်တယ်ဥပမာတင်မောတွေများနေတယ်ဟို detected object တွေများနေတဲ့ချိန်ကျရင်ကျွန်တော်တို့ကဟိုအကွမ်းရလုတ်ပြီးွားရင်အဲ့ဒီအကွမ်းရလုတ်ထားတာက data တွေကတစ်ခါတည်းကြရင်မှားတတ်တယ်ဗျာအရန်တွေများပြီးတော့တစ်ခါတည်းကြရင်ဟိုသူက radar ဆိုတဲ့သဘောကခုနကပြောသလိုပဲလေကျွန်တော်တို့ဒီကနေဟို signal လွှင့်တယ် SC signal သူ့ကိုထိပြီးပြန်လာတဲ့ဟာကိုကျွန်တော်တို့ကဒီ screen ပေါ်မှာပုံရိပ်ပြန်ဖော်တာဟုတ်လေပုံရိပ်ပြန်ဖော်တာဆိုတော့ဟိုတင်မောတွေများနေရဆိုရင်အဲ့ဒီ information ကမှားသွားနိုင်တယ်ပေါ့နော်သဘောပြောတာအဲ့လိုမျိုးမတိရတဲ့ information တွေဆိုအခြေခံပြီးကောက်ချက်ချမျိုးမလုပ်ရဘူးတဲ့တေချာလဲဘယ်တွေပါတေချာကြည့်ဘယ်တွေပါကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ရမယ်ပေါ့နော်ဘယ်တွေကအခုတို့ကျွန်တော်ပြောလို့ steady bearing ရှိ bearing 3မျိုးရှိတယ်ပေါ့နော်ဒါအခု rule အခုပြီးရင် D မှာပါလာမှာပေါ့နော်ပြောမှဆိုတော့ဟိုပါပေါ့ဟို bearing က3မျိုးရှိတယ်ပထမဆုံး bearing က steady bearing ဆိုတာကဟို bearing အခု bearing တမောမှာကြည့်ရမလားပုံမှန် bearing ကြည့်ရဟိုမှာကြောင့်အရာရှိကမေးလိုက်တယ်ဥမာဒီသင်္ဘောပါသူနဲ့ bearing ဘယ်လောက်လဲဆိုရင်ဒါကျွန်တော်တို့ gyro မှာသွားကြည့်လိုက်တယ်bearing ဘယ်လောက်ပါ bearing ဘယ်လောက်ပါပေါ့သဘောကပြောတယ်အဲ့ဒါကိုကျွန်တော်တို့ bearing ကြည့်တာပေါ့နော်အဲ့ဒီ bearing မှာဒီတိုင်းပဲ steady ဖြစ်နေတဲ့ bearing လည်းရှိတယ်ဥမာတစ်ခါကြည့်လိုက်လဲဥမာထားပါတော့ relative bearing ကကိုကြည့်လိုက်တဲ့ gyro bearing က120ဗျာနောက်ခေါက်ကြည့်လဲ120ပဲနောက်တစ်ခေါက်ကြည့်လဲ120ပဲဒါဆို steady bearing ပေါ့ဘောပြောတာအဲ့ steady bearing ရှိမယ်နောက် open bearing ဆိုတာကတဖြည်းဖြည်းနဲ့ကြဲသွားတာပြောရမယ်ဆိုရင်အခုကြည့်နေတယ်အခုဒီတစ်ခေါက်မှာ bearing က120နောက်တစ်ခေါက်ကြည့်လိုက်တယ်130နောက်တစ်ခေါက်ကြည့်လိုက်တယ်140ဒါဆိုရင်အခု bearing ကဘာလဲဆိုတော့ open bearing လို့ဖြစ်သွားတာပေါ့နော်နောက်တစ်ထပ်ကြည့်မယ်
ဒါ close bearing လာမယ် close bearing ဆိုတာဘယ်လိုမျိုးဆိုတော့အစကြည့်တော့120နောက်တစ်ခေါက်လဲကြည့်ရော100ဖြစ်လာတယ်ဘယ်နေနောက်တစ်ခေါက်လဲကြည့်တော့80ဖြစ်လာတယ်ဆိုရင်ဒါရှင်းပြောရရင်ကိုယ်တင်မောနဲ့ပို့ပြီးတော့ close ဖြစ်လာတယ် close ဒါပေမဲ့ rate တွေပေါ်မှာတော့မူတည်အောင်မှာပေါ့နော် rate ကိုပါအောင်မှာပေါ့ဒါပေမဲ့ပြောချင်တာ bearing 3မျိုးမှာ steady ရယ် open ရယ် close ရယ်3မျိုးရှိတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့အတွက်အန်ရမရှိတာက open bearing အန်ရမရှိဘူးအန်ရရှိနိုင်တာက steady bearing နဲ့ close bearing အန်ရရှိနိုင်တယ်ဒါကျွန်တော်တို့သိရမှာပေါ့နော် open bearing ဆိုရင်ကျွန်တော်မရှိဘူးလို့သာယူဆလို့ရတယ်ပေါ့နော်များသောအားဖြင့်အဲဆိုရင်အဲ့ဒါပေါ့နော်အဲဆိုကျွန်တော်တို့ကဒီမှာဆိုရင်in determining if resource collision exists resource collision ရှိမရှိဆုံးဖြတ်ရတယ်တဲ့အောက်ပါ following consideration shall be among those taken into account အောက်ပါအချက်နှစ်ချက်ကိုလည်းထည့်သွင်းစဉ်းစားရမယ်တဲ့နံပါတ်1နံပါတ်2ကပါလဲဆိုတော့ service shall be deemed to exist if the combat bearing of the approaching vessel does not appreciably change ပြောချင်တာက approaching vessel ရဲ့ compass bearing တိတိတတ်တာမပြောင်းလဲဘူးဆိုရင် ROC ရှိနိုင်ပါတယ်တဲ့ခုနလိုကျွန်တော်တို့ approach လုပ်လာတဲ့ vessel တည်းရဲ့ compass bearing တိတိတတ်တာမပြောင်းလဲဘူးဆိုရင် steady bearing နီးပါးဖြစ်နေတယ်ဆိုတဲ့သဘောကိုပြောတာပေါ့အဲ့ဒါမျိုးဆိုရင်ဒါ ROC ရှိနိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ bearing တိတိတတ်တာပြောင်းတော့များလေတဲ့တခါတရံမှာ ROC ရှိနိုင်တယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့အထူးသဖြင့် approaching လုပ်နေတဲ့ vessel က vessel အကြီးတွေတို့မလို့ကိုကအသေးလေး vessel အကြီးဒါမှမဟုတ်လဲ towing vessel ဖြစ်နေတယ်နော်ဒါမှမဟုတ်လဲကျွန်တော်တို့ close range မှာ approaching လုပ်နေတဲ့ vessel တွေဆိုရင်ကျွန်တော်တို့ ROC ရှိနိုင်ပါတယ်ပြောချင်တဲ့သဘောကတခါတည်းမှာ bearing တိတိတတ်ပြောင်းမိမယ် ROC ရှိနိုင်တယ် approaching လုပ်နေတဲ့ vessel ကအကြီးဖြစ်နေတာမျိုးအကြီးဖြစ်နေတယ်ဆိုရင်ခုနကကြည့်လိုက်တယ် तू က CPA ကတော့လွတ်နေတော့ညာလဲအခုတော့ resource collision ရှိနိုင်တယ်ပေါ့နော်ပြောချင်တာနောက်တစ်ခုက towing vessel မှာကျတော့ तू ကဆွဲနေတာဖြစ်တဲ့အတွက် towing လုပ်နေတာဖြစ်တဲ့အတွက်အနောက်မှာတင်မောဆွဲနေတဲ့တစ်ခုခုလည်းရှိနိုင်တယ်အရှေ့ကောင်နဲ့လွတ်တော့ညာလဲအနောက်ကကောင်နဲ့လွတ်ချင်မှလွတ်မှာပေါ့သဘောကပြောတာဟုတ်တယ်မလားအရှေ့ကောင်နဲ့လွတ်တယ်နောက်ကကောင်နဲ့ညှိသွားလည်းဖြစ်နိုင်တယ်လေ towing ဆိုတာကဈားထဲမှာမီတာ200 100ဒါမျိုးသူတို့ကျိုးနဲ့ဆွဲနေတာဟုတ်သိရမလားtowing ဆွဲနေတဲ့သဘောပေါ့နော်ဒါမှမဟုတ်လေ close range ပေါ့ကျွန်တော်တို့ကနီးတဲ့ range အတွင်းမှာကျွန်တော်တို့ approaching လုပ်နေလေ resource collision ရှိနိုင်တယ်နော်ဒါလေးကကျွန်တော်ပြီးရင်ကျွန်တော်ထည့်ပြောပေးမယ်နော်အဲဆိုရင်အဲ့ဒီမှာကျွန်တော်တို့မေးခွန်းတွေကဗာမေးနိုင်လဲဆိုတော့ခုနကလိုဒီထဲမှာ all available mean ပေါ့နော် all available mean ကဘာတွေကိုပြောတာလဲပေါ့နော်အဲ့ဒါမျိုးကall available mean ပေါ့ဘာပြောလဲဆိုကျွန်တော်တို့ resource collision ရှိမရှိဆုံးဖြတ်တဲ့အခါမှာ visual combat bearing ယူပြီးဆုံးဖြတ်ပါမယ်တဲ့ပြောနေတဲ့သဘောကအကိုတို့အခုကျွန်တော်တို့ bridge မှာကြည့်ရှိတယ်တင်မော်တစီတွေ့တယ်အကို radar မှာလည်းထောက်ကြည့်လိုက်တယ်ဟုတ်နော် bearing ထောက်ကြည့်လိုက်တယ်ထောက်ကြည့်ပြီးတော့အကို gyro bearing နဲ့လည်းအကိုတစ်ချက်ကြည့်တယ်ပေါ့သဘောပြောတာလေမျက်မှန်းကြည့်တယ်ပေါ့နော်ဒါမျိုးလည်းဖြစ်တယ်နောက်တစ်ခုက radar နဲ့ associated equipment တွေကိုလည်းအသုံးပြုမယ်တဲ့ရနိုင်မြန်နီးကိုအသုံးပြုမှာလေ all available means ဆိုတော့ရနိုင်မြန်နီးကိုအသုံးပြုမှာအကို bearing visual bearing နဲ့ကြည့်မယ် radar တွေဆိုစီတခြား equipment တွေရှိမယ်ဥပမာ active ရှိရဆိုလဲ active လည်းကြည့်မှာပဲဒါကိုယ့်အတွက် advice ပေးနိုင်တယ်ဆိုရင်ကြည့်မယ်သဘောပြောတာပြီးအခြား vessel တွေရဲ့ information တွေ location တွေ movement တွေကိုလည်းအကိုကြည့်ရမယ်သဘောပြောတာကိုအခုချိန်မှာတော့ resource collision လွတ်နေတော့ညာလဲသူကနောက်80မိနစ်ဆိုရင်ကိုယ့်ဘက်ကွေ့လာတော့ပါဖြစ်နိုင်တယ်လေလမ်းကြောင်းကသူ့ရဲ့ next score ကကိုယ့်ဘက်ကိုကွေ့လိုက်တာမျိုးလည်းဖြစ်နိုင်တယ်သဘောပြောတာ next score ကဒါမျိုးဆိုတော့သူ့ရဲ့ intention ဥပမာ TS တို့ဘာလို့တွားနေရဆိုရင်ဥပမာကိုက Eastern Boating Ground Alpha တို့ဘာလို့ကိုကရောက်ခံနေဗျာသဘောပြောတာအဲ့ဒါဆိုအဲ့ဒီ pilot station ကိုလာခြင်းနဲ့တင်မောတွေအများကြီးဆိုတော့အဲ့ဒီတင်မောတွေက pilot station ဝင်တာမျိုးလည်းဖြစ်နိုင်တယ်ဟုတ်မလားဝင်တာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့အစောစီးမှာတော့ resort ကိုမရှိတော့ညာလဲသူဝင်လာတယ်ဆိုရင်ကိုကရှိသွားမှာလေအဲ့ဒါဆိုသူ့ရဲ့ movement တွေကလည်း location တွေ movement တွေကလည်းကျွန်တော်ကြည့်ထည့်သွင်းစဉ်းစားရမယ်နောက်တစ်ခုက TSS မှာသွားနေတဲ့အချိန်ဆိုရင် show up ပေးတဲ့ information တွေကိုလည်းထည့်သွင်းစဉ်းစားရမယ်ခုနကလိုပေါ့ Singapore Strait ဆိုရင်ဒါ BTS ကပေးပို့တဲ့ဟာရှိတာမင်းဘယ်သင်းမောကတော့စိတ်ကန်းထွက်လာပြီးရှောင်ပေးဘယ်သင်းမောကတော့ crossing ဖြတ်နေပြီပေါ့နော်သဘောကအဲ့လိုမျိုးတွေ information တွေလည်းထည့်သွင်းစဉ်းစားရမယ်အဲ့တော့ကျွန်တော်တို့အလွယ်တကူသိရှိနိုင်အောင်လည်း VHF ကိုလည်းအသုံးပြုမယ်တခါတလေမှာတော့ resource collision assessment လုပ်ပြီးလိုအပ်သလို action ယူမဲ့အစား VHF နဲ့ contact လုပ်နေတာအချိန်သွင်းလို့ဖြစ်သွားတတ်ပါတယ်တဲ့အဲ့ဒါမျိုးဘယ်လိုမျိုးလဲပြောရတယ်ဆိုတော့တခါတလေကျရင်ကျွန်တော်တို့တရုတ်သင်းမောတွေကိုကြုံမှုမဲ့ထင်ပါတယ်တရုတ်သင်းမောတွေကကျွန်တော်ခြားသင်းမောတွေကပြဿနာမရှိဘူးဗျာ VHF နဲ့ coin ပြန်ထိုးတယ်သိရမလားများသောအားဖြင့်လေ
လမ်းခေါ်လိုက်တယ်ဆိုရင်ထူးတယ်ထူးတော့ငါတို့ဘယ်လိုရှောင်ကြမလဲဆိုပြီးတော့ဒါတော့ပါတော့ Starboard ရှောင်မယ်တယ် Starboard ဒါကိုကပြောလိုက်တယ်ဒါဆိုရှင်းတာပေါ့နော်သိရမလားတခါတလေကျရင်တရုတ်သမောတွေကတေးအောင်ခေါ်မထူးလေသိလားမထူးထူးတော့ညာလဲစကားနားမလဲဘူးဖြစ်ပြန်ရောကိုပြောရတယ်သူပြောရတယ် green to green တွေရောred to red တွေရောကိုကတော့ကိုပြောတဲ့စကားနဲ့သူထင်တာနဲ့လွဲသွားရင်လည်းတိုက်အောင်မယ်သဘောကအဲ့တော့တခါတလေကျရင်အဲ့လို VHS နဲ့ content လုပ်နေတာလည်းအချိန်ဖြင်းမှုလိုဖြစ်သွားတတ်တယ်တဲ့အဲ့လိုမျိုးဖြစ်သွားတဲ့အခြေအနေမျိုးမှာဆိုရင်များသောအားဖြင့်က VHS ကိုအသုံးမပြုတော့ဘဲနဲ့ rule တိုင်းပဲရှောင်လိုက် rule တိုင်းပဲရှောင်အဲ့လိုမျိုးပြောတာပေါ့နော်တခါတကယ် VHS နဲ့ပြောတဲ့အခါမှာ misunderstand ဖြစ်သွားရင်ပိုပြီးအန္တရာယ်ကြီးသွားတတ်တယ်ကျွန်တော်ခုနပြောလို့ပေါ့ကျွန်တော်တို့က Starboard to Starboard ရှောင်မယ်ဒါသူ့စိတ်ထဲမှာပို့တူပို့ထင်ပြီးရှောင်လိုက်တယ်တိုက်သွားမှာလေနှစ်စီးလုံးကအဲ့လိုသဘောပေါ့နော်နောက်တစ်ခုက AIS က collision avoidance လောက်ရမှာအသုံးဝင်ပါတယ်ကျွန်တော်တို့ခုန AIS automatic identification system AIS က collision ဒါပေမဲ့သင်္ဘောတိုင်း AIS မတက်ထားဘူးဆိုတော့မှတ်ထားရမယ်တဲ့သိရမလားကျွန်တော်တို့150 gross ton အောက်သင်္ဘောတွေက AIS တက်မထားဘူးပေါ့နော်တက်မထားဘူးဆိုတော့ gross ton အထက်သင်္ဘောတွေကတက်ထားတယ်အဲ့ဒါများသော fishing boat တွေပိုင်းညာမတက်တာဘူးမတက်ထားတဲ့တရုတ် fishing boat နောက်ပိုင်းတော့တက်လာကြပါပြီတော်တော်များလေ fishing boat တွေကတော်တော်များတက်လာကြပြီတော့သိပြဿနာမရှိဘူးတချို့သင်္ဘောတွေကမတက်ထားဘူးဆိုတော့အဲ့ဒါ short ရှိရပေါ့နော်သိရမလားတကယ်လို့ AIS ရှိတယ်ဆိုရင်လည်း AIS ကိုအသုံးချပေါ့ဒါကိုကရနိုင်တဲ့နည်းကိုအသုံးချမှာဟုတ်သိရမလားအဲ့ဒါဆိုမှတ်ထားမယ်တဲ့အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီမှာရောက်ပါ proper use of radar equipment ပေါ့နော် proper use radar equipment ကို proper use သုံးတယ်ဆိုတာဘယ်လိုမျိုးပြောရလဲတဲ့ proper use သုံးတယ်ဆိုတာကျွန်တော်တို့ radar တွေမှာ switch တွေရှိရလေကျွန်တော်တို့ gain clutter c clutter rain clutter ကျွန်တော်တို့မိုးရွာနေ adjust လုပ်တာတို့ရာသီဥတုဆိုးနေ adjust လုပ်တာတို့အဲ့ဒါတွေကိုကျွန်တော်တို့တင့်တော်တဲ့ setting မှာထားရမယ်ပေါ့နော်ပြီးတော့လက်ရှိအခြေအနေနဲ့တင့်တော်မဲ့ rate scale ကိုလည်းအသုံးပြုရမယ်ဥပမာပြောရင်တဲ့သဘောကအခု open sea ထဲမှာဆိုရင်တင်မောကတောင်းတန်းမရှိဘူးလေဟုတ်တယ်မလားမရှိတော့ကျွန်တော်တို့အများဆုံးထားတာ12မိုင်ထားကြတယ်ဟုတ်တယ်မလား12မိုင်လို့နောက်ဆုံးຫນွေတာနှလုံးသုံးတယ်ဆိုရင်6မိုင်ထားလိုက်တယ်ဟုတ်တယ်မလားအဲ့ဒါကြီးကိုစင်ဘူးစတိတ်ထဲမှာ12မိုင်သွားထားရင်ဘယ်လိုသွားလုပ်မလဲစင်မပြေဘူးလေဟုတ်တယ်မလားစင်ဘူးစတိတ်တွေမှာဆိုရင်ကျင်းသေးပါအကိုသုံးလို့ရတာ6မိုင်3မိုင်လောက်ထိသုံးလို့ရတယ်တခါတလေကျရင်1.5လောက်ထိအောင်ဆင်းသွားတယ်သဘောပြောတာအဲ့ဒါမျိုးလေကိုကသုံးတက်ရမယ်ပေါ့နော် rate scale လည်းအသုံးပြုရမယ်ပေါ့ဆိုဟာကြီးစင်ဘူးစတိတ်ထဲမှာဒီလောက်တင်မောရှုပ်နေတဲ့ဟာကြီးကို12မိုင်ထားပြီးတော့ဘယ်လိုသွားရှောင်မလဲဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့ပြီးရင်ကျွန်တော်တို့မုတ်တွေပေါ့မုတ်တွေဆိုတာကျွန်တော်တို့ radar တွေမှာကျွန်တော်တို့ဒါကတော့နောက်မှသေချာပြောပြမယ်ဒါအခုတော့ကျွန်တော်တို့radar ကျွန်တော်တို့ course ဒါဆိုရင် stabilize display ရော course set mode ရှိတယ် not at mode ရှိတယ်ပေါ့နော်နောက်တစ်ခုက head mode လည်းရှိတယ်ပေါ့နော် course set mode ဆိုတာကျွန်တော်တို့အခုတင်မောသွားနေတဲ့ course ကို radar ပေါ့အခုပြောနေတာ radar ကိုပြောနေတာနော်တင်မောသွားနေတဲ့ course ကိုအပေါ်တဲ့မြင်နေရတာ course set mode တင်မောကဘလို့ပဲလှည့်နေပြီစေ radar မှာတဲ့ပဲ course ကိုပဲအပေါ်တဲ့ထားတာ not မှာထားတာနောက်တစ်ခုက not set mode not set mode ဆိုတာတော့များသောအားဖြင့်ကျွန်တော်တို့သုံးတာ not at mode ကိုသုံးတယ်ပေါ့နော် not ကမြင်တဲ့အပေါ်မှာရှိအကိုတင်မောကဒီလိုတစောင်းစောက်ဤသွားနေပါဘူးစောက်ဤသွားနေလဲဆိုလဲ radar မှာလည်းဒီလိုပဲပြနေမှာပဲသဘောပြောတာအဲ့လိုပုံစံပြောတာနောက်တစ်ခုကကြတော့ခုနက head mode ဆိုတာကြတော့အခု heading တိုင်းကိုပြနေမှာအခု heading ပေးလိုက်လို့heading ကပြောတော့မှ150ဆိုလဲအခု150ပဲသူကပြနေမှာ160ဆိုလဲအခု160ပဲပြနေမှာအဲ့ဒါမျိုးကြတော့ဗာလဲဆိုတော့ဘာတစ်ခုကောင်းလဲဆိုတော့ကျွန်တော်တို့ radar ကျွန်တော်တို့မောင်းနေတဲ့အတိုင်းဟိုက radar မှာမြင်နိုင်တာပေါ့နော်not set mode ကြတော့ဘယ်လိုဖြစ်လဲဆိုတော့အမြဲတမ်း not မူတည်ထားတဲ့ထွက်အကိုဟာနဲ့ဆိုရင်ပြောင်းပြန်ဖြစ်နေတယ်။သူကဗမာသုံးဝင်သွားလဲဆိုတော့ချက်ပေါ့ဥပမာကျွန်တော် paper ချက်မှာသွားကြည့်တယ်။ဒါမှမဟုတ်လဲ edit ပေါ့နော် edit မှာကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ app ပုံစံတိုင်းတွက်ရတယ်ပေါ့နော်။ course set mode ကြတော့ခုနကပြောလို့ course ဆိုတော့တခါကျအရင်ကြီးတော့မကွာဘူးပေါ့ header နဲ့တိတ်မကွာဘူးလေ course တွေကအများကြီးအရင်ကြီး weather so ဖြစ်မှာသာကွာတာပေါ့။အဲ့လိုမျိုးပေါ့။ပြီးတော့ target ရဲ့ true bearing ကိုလည်းဒါရိုက်ရနိုင်တယ်တဲ့ဒီလိုသုံးမယ်ဆိုရင် stabilize display ပေါ့ကို observation လုံးရင်လည်း target တွေဘလာဖြစ်သွားတာမျိုးမရှိဘူးပေါ့နော်ဒီ mode တွေသုံးမယ်ဆိုရင်ပေါ့နော်ပြောချင်တာအဲ့တော့ traffic ရှုပ်နေတဲ့အချိန်မှာတဲ့ true motion display ကိုသုံးတာကောင်းတယ်တဲ့ဒါကတော့အကိုရဲ့ဘယ်လိုပြောမလဲပြောတာပဲရှိတယ် recommend ပေးတာပဲရှိတယ်လူကတယောက်နဲ့တယောက်မတူဘူးတင်မောမှာကြုံမှုမှာပါပဲပြောတော့သူကဘယ်နည်းနဲ့ကြိုက်လဲကိုကဘယ်နည်းနဲ့ကြိုက်လဲပုံမူတည်ရပါတော့ကိုသုံးတဲ့ပုံမူတည်ရအဲ့တော့ကျွန်တော်ဆိုရင် true motion ကိုသုံးတာများတယ်ပေါ့နော်သုံးတာကိုကြိုက်တယ်ပေါ့တချို့ကြောက်လဲတချို့captain တွေကြောက်လဲကျွန်တော်သိသလောက်တွေ့တာတော့ relative မှာကြိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်သူအဓိကတော့ရည်ရွယ်ချက်ကတော့အခုရှောင်နိုင်ဖို့ပဲရည်ကြီးတာအခုကြိုက်တယ်လို့ရှောင်သဘောပြောတာအခုဘယ်မုတ်ပဲကြိုက်ရှောင်သွားဖို့ပဲရည်ကြီးတာဘယ်မုတ်ကြိုက်ပြီးတော့တိုက်သွားတော့လဲဘာထူးမှလဲသိမလားမထူးတော့ဘူးလေ
အဲ့တော့ကြိုက်သလိုချောင်လို့ရဒါပေမဲ့ဒါကတော့ recommend ပေါ့ true motion display ထားသုံးတာကောင်းပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ target behavior target ဘာလုပ်နေတယ်ဆိုတော့သိနိုင်တယ်တဲ့ true motion ထားတဲ့အတွက် तू ကဘယ်သွားနေတယ် speed ဘယ်လောက်ဖြစ်နေလဲဆိုတော့သိရတယ် related ဆိုတာကြတော့အဲ့ကြောင့် true motion display မှာ true code alteration လုပ်ရင်ပို့ပြီးထိရှာသိနိုင်တယ်တဘောကကိုယ့်စီတဲတဲ့လာနေတယ်အခုဆိုလောတယ်ကိုယ့်စီတဲတဲ့လာနေတယ်ပြီးတော့ကျွန်တော်တို့ရှောင်လိုက်မယ်ဆိုရင် head on situation တခုရှောင်လိုက်တယ်ဆိုရင် သူညာကွေ့သွားတယ်ဆိုလေကွေ့သွားမှသိတာရယ်လေကြီးလိုက်ရှင်းသွားတာပေါ့သူညာကွေ့နေမှသိတာတယ် course ပြောင်းသွားတာကိုချက်ချင်းဒါကိုသိတာဒါပေမဲ့ပြဿနာပါ relative motion သွားထားရင်ကြတော့ तू ကွေ့လို့ကွေ့နေမှမသိဘူး relative motion ဆိုတာအဓိကဘာကိုပဲကြည့်လိုက်တာတော့ CPA ကိုပဲအဓိကကြည့်လိုက်တာသူနဲ့ CPA ဘယ်လောက်ကွာသွားလဲဆိုတာပဲကြည့်ရဆိုတော့ကိုနဲ့သူနဲ့ဘယ်လိုဖြတ်သွားမယ်ဆိုတာကိုပဲ radar မှာပြမှာဖြစ်တဲ့အတွက် ROC ရှိမရှိဆုံးဖြတ်ရတာသူကသူ့ရဲ့ target ရဲ့ behavior ကိုတော့အကူမသိဘူးသို့တော့ result collision ရှိမရှိဆုံးဖြတ်ရတာပို့ပြီးတော့လွယ်ကူတယ်ပို့ပြီးလွယ်ကူတယ်အဲ့တော့ CPA TCPA ကိုသိနိုင်ပါတယ်ကြည့်လိုက်တာနဲ့ကိုတဲ့တဲ့ကြီးဖြစ်နေတယ်ဆိုရင်တိုက်ပြီပေါ့ရှင်းရှင်းလေးအဲ့တော့ကိုရှိတမိုင်လောက်မှာဖြတ်နေတယ်ဆိုရင်ဒါကိုရှိတမိုင်မှာဒီကောင်ဖြတ်သွားမယ်ရှင်းရှင်းလေးအဲ့တော့ကိုအနောက်တမိုင်လောက်မှာဖြတ်သွားတယ်ဆိုရင်ဒီကောင်ကိုအနောက်ကဖြတ်သွားမယ်ဆိုတော့ဒါကိုရှိရမဖြတ်ဘူးဆိုတာသိသွားတယ်ဒါကိုရှင်းရှင်းလေးမြင်လို့ရတယ်တဘောက relative motion သုံးရင် CPA TCPA ကိုကောင်းကောင်းကြည့်ရုံနဲ့ခွန်မှန်းလို့ရတယ် true motion သုံးရင်ကြတော့ခုနကလိုသူ့ရဲ့ course တွေသူ့ရဲ့ behavior တွေကိုကောင်းကောင်းသိနိုင်တယ်ဒါကိုပြောတာပေါ့နော်တကယ်လို့ radar နှလုံးရှိရင်တဲ့တစ်လုံး true motion နောက်တစ်လုံး related ထားပြီးသုံးတာပိုကောင်းပါတယ်တဲ့ဒါကတော့သဘောကျသလိုသုံးပေါ့နှလုံးရှိရင်တော့အဲ့လိုသုံးတာတော့ပိုကောင်းပါတယ်ဒါတခါကျတော့ခေါင်းခွေသွားတတ်တယ်ကျွန်တော်တို့ဆိုရင်နှလုံးရှိတယ်တစ်လုံးပဲအဓိကသုံးတယ်နောက်တစ်လုံးအရာရှိပေးကင်ထားလိုက်တာပေါ့နော်ပြောသဘောပြောပြတာအဲ့လိုသုံးလိုက်တာပေါ့အဲ့ဒါပိုကောင်းတာပေါ့နော်အဲ့လိုပဲနောက်ဘာရှိလဲဆိုတော့ equivalent systematic observation ဆိုတာဘယ်လိုမျိုးလဲတဲ့အဲ့ဒါကိုပြောတယ်အဲ့ဒါဆိုတော့ equivalent systematic observation ဆိုတာ target rate bearing ကို regular interval မှာ observe လုပ်နေရပါမယ်တဲ့ခုနကကျွန်တော်ပြောတယ်လေ target ကိုတွေ့အောင်နဲ့ချက်ချင်းမလုပ်နဲ့ဥပမာအခုတွေ့တယ် CPA ဘယ်လောက်သဘောက rate ဘယ်လောက် bearing ဘယ်လောက်မှတ်ထားလိုက်တယ်နောက်15မိနစ်စောင့်ကြည့်တယ်15မိနစ်မှာထပ်ပြီးတော့ regular interval ခုနပြောသလိုအခု10မိနစ်လုပ်ချင်လည်းရတယ်5မိနစ်လုပ်ချင်လည်းရတယ်ကိုယ့်ဘာကိုစိတ်နဲ့လုပ်ပေါ့နော်10မိနစ်တစ်ခါကြည့်နေတာပေါ့ဒီ target ကိုဒီ target ကဘယ်လို behavior သွားနေလဲဒါကို observe လုပ်ရမယ် true plotting လုပ်ရင်တဲ့ target ကို speed ကိုလွယ်တကူသိနိုင်တယ်တဲ့ခုနက true plotting ဒါကတော့ဟိုပါပေါ့နော်ဟိုအပါရှိနေပြီ radar plotting ကတောင်းမလုပ်တော့ဘူးပေါ့နော်မရှိတော့ဘူးပေါ့မရှိတော့ဘူးဒါပေမဲ့ခုနကပြောသလို plotting အပါနဲ့ plotting လုပ်ပေါ့ဒါကိုပြောချင်တာပေါ့ relative plotting မှာဆိုရင် target CPA TCPA ကိုသိနိုင်ပါတယ်တဲ့ဒါခုနကကြာ relative plotting သုံးမယ်ဆိုရင်ရှိတယ်အပါရှိရင်လည်းသုံးမယ်တဲ့နော်ခုနအခုကတော့အပါရှိနေပြီဆိုတော့အပါပဲသုံးဖို့အဲ့ဒါလွယ်ကူဆုံးပဲtraffic ရှုပ်တဲ့နေရာမျိုးမှာ manual plotting လုပ်ဖို့ဆိုတာမလွယ်ဘူးကျွန်တော်ခုနပြောတဲ့ manual plotting လုပ်ဖို့မလွယ်ဘူးမလိုတဲ့ target တွေအကွမ်းရမလုပ်ပါဘူးပေါ့နော်အရေးကြီးတဲ့ target တွေပဲ view တစ် site အဆက်မပြတ် monitor လုပ်နေရပါမယ်သဘောကဗျာ target တွေကတော့အများကြီးပဲအခုမတိုက်မှန်းသိတဲ့ result collision မရှိဘူးဆိုတာသိတဲ့ကောင်ဘာလို့သွားပြီးတော့ကြည့်နေတော့မှလဲဟုတ်တယ်မလားလုံးဝကြီးမရှိဘူးဆိုတော့သိနေတဲ့ကောင်အဲ့တော့ target 5သီးရှိတယ်ဆိုရင်နံပါတ်1ဦးစားပေးရကိုနဲ့ CPA အနည်းဆုံးကိုနဲ့အစောဆုံးတိုက်မဲ့ကောင်ကိုယင်ကြည့်လေနောက်တစ်ဆင့်ကဘာကိုကြည့်မလဲကိုနဲ့နည်းနည်းလေးလှမ်းသွားပြီနော်ဥပမာ10မိနစ်ကြာရင်တွေးမဲ့ကောင်ကိုအရေးကြည့်မှာပေါ့နောက်တဲ့မိနစ်30မှာတွေးမဲ့ကောင်ခဏထားလိုက်အောင်10မိနစ်ကောင်ရင်ဦးစားပေးကြည့်ပြီးမှနောက်တဲ့မိနစ်30မှာတွေးမဲ့ကောင်ကြည့်မယ်ဟာနောက်တဲ့2နာရီမှတွေးမဲ့ကောင်လည်းတွေးရင်တွေးမယ်2နာရီတွေးမဲ့ကောင်အရင်သွားမကြည့်နဲ့လေဟုတ်တယ်မလားကိုနဲ့ဘယ်ကအရင်ဆုံးပြီးတယ်အဲ့တော့ကိုကဘယ် target ကိုအရင်ဆုံးကြည့်ရမလဲဆိုတာကိုစဉ်းစားနော်အဲ့ဒါခုနကလိုနောက်တစ်ခုကပါလဲဆိုတော့သူပြောရတယ် scanning information တွေကိုတဲ့သုံးချပြီးတော့ကျွန်တော်တို့မဆုံးဖြတ်ရဘူးလို့ပြောရတယ်မလားပြောရတယ်ဆို scanning information တို့တော့ဘာလဲပေါ့ခုနလိုကျွန်တော် plotting လုပ်တယ် manual plotting လုပ်တယ် inaccurate plotting မှားပြီးလုပ်တာကိုကတော့မှန်တယ်တင်တယ်တကယ်တော့ကိုလုပ်တာမှားနေတယ်အဲ့တော့ကိုလုပ်တာမှားတော့ကို information မှားပြီပေါ့အဲ့လိုပဲနောက်တစ်ခုက plotting with error embedding အခုဘယ်ယူလိုက်တာမှားသွားတယ်သဘောကဟုတ်လားကြည့်လိုက်တာ120တကယ်ရှိနေတာ100ပဲရှိတယ်ကိုဘယ်ယူရဲမှားနေပြီးတော့ regular interval မှာ observe လုပ်ပဲ random တွေရှောက်လုပ်နေတာသဘောပြောအခုတော့ကြည့်လိုက်တယ်ကြည့်ကိုပေါ့ဟာနောက်10မိနစ်ဆိုကြည့်မယ်ဆိုရင်10မိနစ်ကြည့်လေဒီတစ်ခေါက်တော့10မိနစ်ကြည့်ရနောက်တစ်ခေါက်ကျတော့ဟာ10မိနစ်ကျတော့မိတ်သွားလို့ဘာညာဆိုရင်15မိနစ်သွားကြည့်တယ်အဲ့လိုမျိုးမလုပ်နဲ့အဲ့လိုမျိုးသဘောပြောတာပေါ့နော်နောက်တစ်ခုက target ရဲ့ speed နဲ့ course alteration target action ကိုသတိမထားတာခုနပြောသလို target တစ်ခုကိုတွေးလိုက်ပြီဆိုရင်အရင်ဆုံးဘာကြည့်ရမလဲဆိုတော့သူ့ရဲ့ course ကဘယ်လောက်လဲဆိုတော့အရင်ဆုံးကြည့်လိုက်ပြီးရင်နောက်တစ်ခုကဘာကိုကြည့်ရမလဲဆိုတော့သူ့ရဲ့ speed ဘယ်လောက်လဲဆိုတော့အရင်ဆုံးကြည့်လိုက်
ဒါ open C ထဲမှာတော့တုံတန် speed adjustment မလုပ်ဘူးဆိုတော့ speed ကတိတ်မလို့ပြောလို့ရတာပေါ့နော် open C ဆိုရင်ဒါဟိုဟာသူ့ရဲ့ course ကိုပဲအဓိကကြည့်ရမှာပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အကိုကဟို single switch လိုမျိုးဆိုရင် speed adjustment လုပ်ပြီလေ pilot station နဲ့ဆိုတော့ speed adjustment လုပ်အဲ့ချိန်မှာအကိုက code speed ကိုတေချာဂရုစိုက်ပြီးကြည့်ရတော့အဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ခုက rolling ဖြစ်နေတာတော့ pitching ဖြစ်နေတယ်တင်မောအရင် rolling ဖြစ်နေတယ်ဗျာ rolling ဖြစ်နေတဲ့အချိန်မှာအကို bearing ယူတာဆိုရင်မှားမှာပဲလေမှားနိုင်တာမှားမှာ misunderstanding ဖြစ်မှာနောက်တစ်ခုက visual bearing မယူဘဲ radar ကိုပဲကြည့်နေတာခုနကပြောလို့ visual လည်းယူရမယ် radar လည်းကြည့်ရမယ်အဲ့ bearing နှစ်ခုကိုအကိုပြန်တိုက်ကြည့်ရမယ် visual ယူလိုက်တာ120 radar လည်းယူလိုက်တာ120အဲဒါဆို okay ပြီဒါဆိုမှန်တော့ radar 120ဖြစ်နေတဲ့ဟာကိုအကိုကယူလိုက်တာ100ဆိုရင်ဒါအကိုမှားနေပြီထပ်ပြီးယူကြည့်လိုက်ပေါ့ဟိုအဲ့လိုမျိုးပြောတာနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီမှာပေါ့နော် compass bearing on the approaching vessel does not abbreviate chain နဲ့ကိုစီ approach လုပ်လာတဲ့ vessel ရဲ့ compass bearing ကတိတတမပြောင်းလဲသွားဘူးတဲ့အဲ့ဒါဘယ်လိုမျိုးပြောတာလဲပေါ့တိတတမပြောင်းလဲဘူးဆိုရ ROC ရှိရလို့ compass bearing တိတတမပြောင်းလဲဘူးဆိုတာ ROC ရှိရလို့မဆိုလို့ဥပမာခုနကကျွန်တော်ပြောသလို bearing နော်ဥပမာ bearing မပြောင်းဘူးဗျာသဘောကခု bearing မပြောင်းဘူးအခု bearing ကြီး120ပဲ bearing ကြီး120ပဲ သူနဲ့ကိုနဲ့ distance လည်းမပြောင်းဘူးအဲ့ဒါဆို ROC မရှိဘူးပေါ့ရှင်းရှင်းလေးလေတိုက်ဆရာမှမရှိရဟုတ်တယ်မလား distance လည်းမပြောင်းဘူး bearing လည်းမပြောင်းဘူးဆိုတော့မတိုက်တော့ဘူးလေကျင်းနေပါနောက်တစ်ခုက bearing တော့မပြောင်းဘူးတဲ့ distance increase ဖြစ်လာ distance တိုးလာတယ်ဆိုတာကပိုသွားတာလေပိုသွားတဲ့အတွက်ဒါ ROC မရှိဘူးပေါ့ဟုတ်တယ်မလားရှာရှင်းလေးနောက်တစ်ခုက bearing တော့မပြောင်းဘူးတဲ့ bearing မပြောင်း120ပဲ distance decrease distance ရွလာအခုတစ်ခေါက်ကြည့်လိုက်တဲ့ bearing က120 range က8မိုင်နောက်တစ်ခေါက်ကြည့်ရတဲ့ bearing 120 range က6မိုင်နောက်တစ်ခေါက်ကြည့်ရတဲ့ bearing 120 range က3မိုင်ဒါဆိုရင်ပြောချင်တာကတိတမပြောင်းလဲဘူးဆိုရင်distance decrease ဖြစ်လာရဆိုရင်ဒါ ROC ရှိရလို့ယူဆမှာပေါ့နော်ခုနနောက်တစ်ခုက steady bearing ကျွန်တော်ခုနပြောတဲ့ bearing 3 steady open close compass bearing တိတမပြောင်းဘူးပေါ့နော်နောက်တစ်ခုက open bearing ဆိုတာကျွန်တော်တို့ bound angle တဖြည်းဖြည်းနဲ့များသွားတာကိုကဒီ bound ကျွန်တော်တို့ angle ကိုတည်လိုက်တယ်ကျွန်တော်တို့ bearing ဒီလိုယူလိုက်တယ်အဲ့ကောင်တဖြည်းဖြည်းနဲ့ကြဲဝါတာဒါ open bearing ပေါ့ခုနကပြောတော့အကိုယူလိုက်တာ120နောက်တစ်ခေါက်ယူလိုက်တာ140နောက်တစ်ခေါက်ယူလိုက်တာ160ဒါဆို open bearing သဘောကဘာလဲဆိုတော့ကို့သင်္ဘောရဲ့ stand ကနေဖြတ်ဖို့များသွားပြီကျင်းသေးတယ်ကို့ရှိရဖြတ်စရာမရှိတော့နောက်တစ်ခုကကျတော့ bound angle နည်းသွားတာကို့သင်္ဘောရဲ့အဟက်ကနေဖြတ်တာတဲ့ close bearing ခုနကပထမတစ်ခေါက်ယူလိုက်တဲ့120နောက်တစ်ခေါက်ယူလိုက်တဲ့100နောက်တစ်ခေါက်ယူလိုက်တဲ့80နောက်တစ်ခေါက်ယူလိုက်တဲ့60ဒါဆိုကို့ရှိရဖြတ်တော့မှာဒီကောင်ကဘလောက် range နဲ့ဘလောက် bound crossing နဲ့ဖြတ်မလဲဆိုတော့ဒါသိရနော်အဲ့တော့ဘယ်ဟာကအန္တရာယ်ရှိလဲတဲ့ which are more dangerous တဲ့ distance decrease ဖြစ်လာတယ်ဆိုရင်တော့ steady bearing ကအန္တရာယ်ရှိတယ် steady ကအန္တရာယ်ရှိဆုံးပဲခုနကပြောသလို steady ကအကို bearing ကမြဲတဲ့ steady ဖြစ်နေတာတဲ့မှာ distance လည်း decrease ဖြစ်လာတယ်ဆိုရင်ဒါအကို CPM 0နီးပါးဖြစ်နေပြီအခြေအနေမကောင်းအဲ steady bearing အန္တရာယ်ရှိပါဘောနော် open bearing နဲ့ close bearing ဘယ်ဟာပို့ပြီးအန္တရာယ်ရှိရလို့ပြောလို့မရဘူးတဲ့ open bearing ဖြစ်ဖြစ် close bearing ဖြစ်ဖြစ်တိတတာပြောင်းရင်တော့အန္တရာယ်မရှိပါဘူးတဲ့ဒါပေမဲ့ခုနက open bearing တိတတာကြီးပြောင်းသွားတယ် bearing လည်းပြောင်းသွားတယ် range လည်းပြောင်းသွားတယ်တေးကြရင်မရှိတော့ဘူးဟုတ်တယ်မလားနောက်တစ်ခုက close bearing တော့ဖြစ်တော်ညာလဲ distance ကိုလွတ်နေသေးတာပဲလေဒါဆိုကိုရှိရဖြတ်မှာမရှိဘူးပေါ့အန္တရာယ်မရှိသေးဘူးပေါ့နော်အဲ့လိုအဲ့တော့ဒီကောင်ကကျွန်တော်တို့ဟိုပြောတာပေါ့နော်ပြောတာ rule 7เนาะအဲ့တော့ rule 7ကဒီမှာကနည်းနည်းအရေးကြီးတယ်ပေါ့နော်